အခုဆိုလို့ရှိရင်မန္တလေးကားကုန်းရောက်နေပါတယ်တော့မန္တလေးပြည့်စက်ကန်ကားကုန်းရောက်ရှိပြီကျွန်တော်တို့ကားလည်းမဖြတ်နေပါတယ်တော့မော်လမြိုင်ကိုခီးဆက်ပါမယ်ကျွန်တော်မော်လမြိုင်သွားဖို့အတွက်တိုင်နေပါတယ်မန္တလေးမြို့ပါဒီပေးကြပါလေတိတော့ကနေပြီးတော့လက်မှတ်တွေဖျက်ကြပါနဲ့ဒီပေးကြပါလေတိတော့တွေဖုန်းနံပါတ်တွေကားကိတ်ဖုန်းနံပါတ်တွေနဲ့ပြင်ပြီးတော့ဖြတ်ပါနဲ့ကားလက်မှတ်တွေကိုနော်အဲ့ဒါတွေကအမှန်ကန်နေမဟုတ်ပါဘူးကားကိတ်ကသွားပြီးတော့ဖြတ်ပါကားကိတ်ကဖုန်းနံပါတ်ယူပြီးတော့ကားကိတ်ကိုတိကျသွားပြီးဆွဲပါကျွန်တော်တို့ဆရာဟိုးဝေဆရာကြီးလည်းပါပါတယ်ကျော်ဒီဘက်လေးချက်လဲပါဦးတောက်ကိုမန်နီလာရင်ကျွန်တော်တို့ဟိုးဝေဆရာကြီးကိုကားလို့ရပါတယ်ဖုန်းနံပါတ်လေးချက်ပြောပါဘယ်တော့လဲ950ပြောပြန်ပြောလေမြန်ဖုန်းနံပါတ်ကတိကျပြောလေ950ပါโอ้ยဆရာကြီးကတော့ဟိုဝေဆရာကြီးကိုကြော်ပါကြော်ကြီးပါဟိုကျွန်တော်တို့မန္တလေးမြို့မှာတူအိုးရည်နဲ့ပဲကျွန်တော်ပတ်ပါတယ်လူကြီးစိတ်ကြရပါတယ်လူကြီးလာတော့အကုန်လုံးဖန်တီးပေးပါတယ်ကျွန်တော်အခုမန္တလေးမြို့ကျွန်တော်တို့အခုဆိုလို့ရှိရင်ကျွန်တော်တို့ဗေဒါရွှေကြားတစ်ဖက်ဆိုင်ကိုကျွန်တော်တွားနေပါပြီကောင်းကြီးစိတ်ချရတဲ့ကျွန်တော်တို့ကိုဝေးဆရာကြီးဖြစ်ပါတယ်တဲကနေနေကနေတော့ဆိုရင်ကိုယ်ကတော့မတောင်းကြတော့ပါဘူးသူကရိုင်းတော့လို့ပြဆက်တာစေတနာဒရာရဲ့တကယ်ကောင်းပါလေနော်ဟိုဆရာဟိုကြော်ကြီးပါမန္တလေးမြို့ရောက်လို့ရှိရင်44လမ်းထိပ်မှာဂေထိုးပါတယ်ဟိုကျွန်တော်တို့ဆိုဒီဟိုးဝင်နေပဲပတ်ပါတယ်ညဘက်ချိန်ပြီးတော့ခေါ်လဲသူလာပါတယ်တက်လေးတိုင်းကျတဲ့ချိန်ဆက်ပါရည်ပါပဲ98လမ်းမကြီးပါတော့မောင်အခုဆိုကျွန်တော်တောင်းသမားကြီးပါဒါကြီးကတော့ပြည့်သွားပါပြီကျွန်တော်တို့မန္တလေးကျွန်တော်ကြီးကျွန်တော်ဟိုးဆရာကြီးကကျွန်တော်တို့လိုက်ပို့လို့ကျွန်တော်တို့ရောက်ရှိပါတယ်မန္တလေးကျွန်တော်ကြီးမှာပါဝေးပေါက်နေဒါမို့လူလာယူရတယ်လားဒါမို့လူလာယူရတယ်ဝေးပေါက်ကြီး